တော့စေတော့ဒါကျွန်တော်တို့မနေ့ကထုတ်လာတဲ့ထမင်းဗျာကျွန်တော်ရောက်တာနောက်ကြတော့ညတာဖြုတ်သွားတယ်ကောင်းသေးလားမကောင်းသေးလားမသိစားမှာအမီးရလည်းတွားနောက်လိုက်ခုပြဿနာဒီဘကဝင်ပေါက်ကိုထွက်ပေါက်တော့တခုလည်းရှိတာဟိုဘက်ဒီဘက်ဒိုးလူပေါက်မဖြစ်ဘူးပေါ့နော်ဓမီကဘာကြောင့်ဆောင်းလာလဲဆိုတော့ဒီဘူကတခြားလူတွေအသွားလာမရှိဘူးဗျာကျွန်တော်တို့ guide ကလည်းကျွန်တော်တို့ request လုပ်လို့လိုက်ဖို့ပြီးအဲ့အထဲမှာအကောင်ပလောင်ကြီးရှိမှစိုးရတယ်နော်။ဟာကြည့်တော်ရောတွဲလိုက်ရောဒီမှာအိတ်ဖွင့်နေတာဒီလေခလုတ်ထည့်တာခက်ခဲတယ်ကနေရေထဲတော့မသွားနဲ့ကျွန်တော်တို့ငါတို့တွေးထွက်တယ်ဟာညဘက်တကောင်မိပါပြီဟုတ်တာဗောဗရာသာလည်းမိနေတာတူတယ်ခွန်တော်မှာပဲဟုတ်လေဟုတ်စားဖြစ်ကျွန်တော်အေးလို့အေးလက်သေးကကိုရောအထီးအမဝိုင်းနေနော်ကျွန်တော်တို့တန့်စင်နေရပြပါတယ်ထန်တီတန့်စင်နေရကျွန်တော်တို့က6နာရီကြာသွားပြီပေါ့နော်ရောက်ကြနေနေအခုဒီမသိသေးအဲကျွန်တော်ဒီညမအိပ်တော့ပါဘူးကျွန်တော်တို့ဒီမှာခရုတွေတွေ့ရဗျာအဲ့ခရုလေးတွေကိုစားလို့ရတယ်လို့တော့ကိုရှင်းကပြောတာပဲဗျာကိုရင်မင်းပြောစားလို့ရကျွန်တော်စားလို့ရတယ်ဟိုကဟုတ်ပါဒီမှာခရုလေးစားလို့ရရောက်လို့ရောက်ရမသိရလားဒီမှာအများကြီးခရုတွေယူတာတော့ဗျာနော်ဒီနေ့ရောကျွန်တော်တို့ဒီချိုးမနေဒါအစ်စေးဒီချိုးလိုက်တော့မယ်အင်ကြီးဝယ်ပြီးပဲချိုးလိုက်တာပေါင်းမှထင်တယ်ဘာလို့အင်ကြီးတွေတစ်ခုလုံးနဲ့ချွေးတော်ရင်နန်းစောပြောနေရလားရှင်သားကြိုက်ရှင်သေးပါညာရှင်သေးပါဟုတ်ရတယ်ခဲတွေပါမရှိဘူးလားအောက်မှာခဲရှိတယ်ခဲရှိတယ်ခုံချလို့တော့မရဘူးဒီတိုင်းဆင်းလိုက်ရအဲ့ဒါခုံချပါဒီ GI မှာဆိုလို့ရှိရင်ရေကမနှက်ဘူးဗျာရေကဟွာလောက်ပဲရှင်စိုးလောက်ပဲရှိတယ်ဒါပေမဲ့အောက်ကကြောက်ခဲတွေကမညီဘူးအဲ့ဒီဘွားနေခုံချရတယ်ဆိုလို့ရှိရင်ခြေထောက်တွေကကျိုးတာကိုဖြစ်နေတယ်နော်စောင်းမိတာကိုတိုင်းမိတာအဲ့တော့ဒီ GI နဲ့ကိုဆင်းရင်မခုံချနဲ့ဒီနားလေးကနေကတ်ပြီးအေးအေးဆင်းပြီးတော့ဒီရဲ့ချိုးနေတယ်ဗျာပြောတာခွေးလို့ပြောလိုက်တာဗျာတော့ကြော်ရောတာလေဒီအိတ်ကတော့ဒီခွေးဆိုတော့အဲ့လိုခင်ဗျားတို့2ယောက်3ယောက်တန်းနဲ့အိတ်လိုက်10ယောက်တန်းအိတ်လိုက်ကြောက်ရရဘလာလုံးကြိုက်တာဒီကမရဘူးဒီကမရဘူးချင်းကြိုက်တာချင်းကြိုက်တာတဲ့ဒီကဘောရအောင်ဒီကနေချင်းအခြေအနေကဒီလိုဖြစ်ပါဒီကနန်စော်နေရပါဗျာဦးလေးတန်ကြီးလေးလည်းဒီချက်ကျုပ်အဲ့ဦးလေးရှော့နေပါဒီနေ့ကြံစည်ရကြည့်ရောချုပ်ခန်းရဆင်းလာပြမှာကျွန်တော်တို့ကားလေးကိုတော့မားပြီပါတယ်လေဦးဆွဲတယ်ညတူးဝဲတွေကပြောတာဗျာကျွန်တော်ကြော်ရောပြောတာပြီကားနဲ့လည်းသိနေပြီဟောတယ်မှာလူကန်ကြည့်လို့ရတော့ကြောင်ဟုတ်တော်ရပိုင်းတကုံလည်းမထားပြီးတော့ပိုင်းတကုံဝါတော့ကျွန်တော်တို့ဒီမှာခရုတွေတွေ့ရဗျာအဲ့ခရုလေးတွေကိုစားလို့ရတယ်လို့တော့ကိုရှင်းကပြောတာပဲဗျာကိုရင်မင်းပြောစားလို့ရကျွန်တော်စားလို့ရတယ်ဟိုကဟုတ်ပါဒီမှာခရုလေးစားလို့ရကျွန်တော်ရောက်ရမသိရလားဒီမှာအများကြီးတော့ကောက်မယ်ဗျဒီချိုးပြီးတော့ကျွန်တော်တို့နည်းနည်းခြေထဲမှာတွေ့အကောင်လေးလိုက်ကောက်လိုက်ဖမ်းတော့ချက်စားရဲ့အခန်းကဏ္ဍစမှာပေါ့ဗျကောင်လေးချက်စားမယ်မွေးရဟောတော့ပြီးနေဟောလေအပင်ဒီမှာရှောက်ချစ်ခုဒါခရုတ်တက်ထဲလိုက်အောင်
ဒါကျွန်တော်ညကအမီးရှာနေတယ်ကျွန်တော်ကစပုံမှုတာဝန်ခံသူကခင်းစားရှာရဲ့တာဝန်ခံပေါ့လေသူကမဟုတ်ဘူးကျွန်တော်စပုံမှုဒီတင်တွေကခုံးရှာစပယ်အောင်ကြပါတော့မယ်ကျွန်တော်ရဲ့ခယူပြုတ်ခင်းမှာခယူပြုတ်အမီးပါတော့ဒီပဲမိုင်းထောက်မယ်ဆိုတာကြီးတော့မင်းမမွေးတယ်လို့ကြောက်တိုက်ပတ်နေပါဟဲ့ထင်းနေဆိုနေလေတော့စေတော့ဒါကျွန်တော်တို့မနေ့ကထုတ်လာတဲ့သမင်းဗျာကျွန်တော်ရောက်တာနောက်ကြတော့ညသာဖြုတ်သွားကောင်းသလားမကောင်းသလားမသိဘူးစားမှာအမီးရတယ်တွားနောက်လိုက်ခိုးပြဿနာမလေးပြင်ဆင်တဲ့လူတွေကပြင်ဆင်နေကြပြီအဲကျွန်တော်အမီမြင်မြန်စားရမယ်ကောင်းလားအဲ့လိုကောင်းလားဒါပြက်လားပြက်ရရုပ်ကြီးတောင်းရချက်သားရဒါကျွန်တော်တို့ဒါဒီဘက်ဝိုင်းအောင်ပြောင်းတော့ဒါလူကြီးဝိုင်းကျွန်တော်လာခဲ့တောက်တဲ့လူပဲလာပြီဟုတ်တယ်မဟုတ်တယ်နော်ဆွဲချောင်းအမီးတော့လာမနိုင်အမီးရောမဆိုင်ရပြီလို့တကူတကတဲလာတာမနော်ကိုလာကောဘလို့ချီရတော့ခဏနေရိုက်နေဖိုင်ကိုအားကျွန်တော်အမီးကမနက်ကမစားဖြစ်တဲ့ငါးကြော်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘာညာ whisky glass တွေပေါ့နော် whisky cap တွေ bamboo cap ကောင်းလားလေတဘာဝအတိုင်းဒီလို feel မျိုးကဒီလိုလာယူမရတာဗျာမလိုက်နိုင်တဲ့လူတွေတနာပါဒီလိုပြုတ်ယူဆုတ်မှာတော့ဟမ်ဆုတ်ကမှာပဲဟဲ့လေရှိတာစားဆုတ်လိုက်တောင်းမတတိပြတောင်းမတတိပြတောင်းမလေးကိုတော့သိဘူး brother ဒီတိုင်းစားပြရရဲ့ဟိုစားတော့စားပြရအဲကျွန်တော်ရဲ့ special ဟင်းရပါလက်နဲ့နိုင်ပါပါဒီကလိုပဲလုံးပူကုန်းပဲကူလေးတင်ကြားရအထဲမှာအမြုပ်ပြီးတော့ထွက်စားလို့ရရတယ်နော်ပြီးဘူးလေဟုတ်စားကြည့်ရမှာရမ်းမတော့ပဲအမီးလာစားတယ်ကျောင်းဝိုင်းမှာရမ်းမတော့ပဲအမီးလာစားနေဘယ်လိုရှိလဲတော့လည်းစင်မပြေပါဘူးဓမ္မတစ်ချောင်းမှာစောင့်ပြီးစားကျွန်တော်ရဲ့ special menu ဖြစ်ပါတယ်ချက်နီးကချက်နီးကခက်တယ်လို့တူစားဟမ်ဖြေးနဲ့ထည့်ပြုတ်လိုက်ခန်းနေသေးရောပါဗျပါလေမဟုတ်ခုချက်ချင်းလက်ဆက်တို့တညတော့စိန်လိုက်ရရောစေးတာသပိန်းလမ်းပါလေဟုတ်ဒီမှန်မှန်အောင်ထည့်လာအပြန်ကနောက်သပိန်းသွားတယ်လမ်းအော်ဒီလိုလေးစားပါဟိုရတာပေါ့ကြီးတဲတွေပါပါအဲ့လိုကျခင်းနေမှာကြရည်ဒီမှာဒီလိုဘယ်လိုများရှန်တော့ဒီလိုမျိုးမဟုတ်လေမဟုတ်လေဟိုပို့တယ်မပို့လားစိတ်နေနော်ကောင်းတယ်ဟုတ်ပါကျွန်တော်ထရိုက်ပါတော့များမhiểuမိုက်ပဲခရုကောင်းလားကျွန်တော်တို့တန့်စင်နေရဖြစ်ပါလေထန်တီတန့်စင်နေရကျွန်တော်က6နာရီကြာသွားပြီပေါ့နော်ရောက်ကြနေတယ်အခုဒီမပြီးသေးဘူးအဲကျွန်တော်ဒီညမအိတ်တော့ပါဘူးကျွန်တော်လက်ရောက်ကြိုက်ကြရပေါ့ဗျာကျွန်တော်ကြောက်နေလားဟုတ်တယ်ကောင်းတော့သူ့အချိန်နဲ့သူအဲ့ငုံနဲ့စူးပြီးသွားပေါ့တော့ဗျာမဟုတ်ငုံနဲ့စူးနောက်နေ့ကျမှသူကသူ့ကအဖေကမျိုးလုံးလေးခုတ်ပြီးချက်၄၅နန်းလောက်လေးအပြစ်ချရအဲ့ဘူလုံးကိုဖိတယ်တော့နောက်ထုံးကြီးအဲ့လိုကြီးပါမိုက်ကြီးဆူလေးပါတယ်မဆူးတဲ့ပြုတ်ကြတယ်တုတ်ခွဲခေါက်ထူလားဘလို့လားအတားစားလို့ရတယ်အခေါက်စားလို့မရဘူးခေါက်ကိုလက်စလုံးကြီးတော့ခုကကျွန်တော်တို့ည9နာရီ15မိနစ်ရှိပါတော့เนาะကျွန်တော်ရောက်တဲ့ရည်ပြောဒီမှာဒီစီစားတော့ပြီးတော့နေရဖီလင်းအများမိုက်တယ်9ကရှိရတယ်ကွာဒီတော့တညဒီမှာပတ်ခါ
ဒီနေ့ကလည်းဒီတိုင်းကသူက ဒါကကျွန်တော်တို့ဒီညအိပ်ဖို့စီစဉ်ထားတဲ့တန့်နေပေါ့ည9 နာရီခွဲသွားပြီကျွန်တော်တို့ AC လေးရောက်တဲ့ရာစကားကြီးပြောတယ်ဗျာနောက်ပြီးတော့ဒီဒေတာကန်ကြီးရဲ့ဘဟုတုတ္တရေပေါ့တော်ရင်ဘဟုတုတ္တရေနားထောင်ပြီးတော့ကျွန်တော်ဒီညကိုဖြတ်တန်းနေပါတယ်တော်တော်လေးမိုက်ရဗျာဟိုဒီလိုအချိန်ဟာကြီးမှာဒီလိုတောထဲမှာဒါနေရ feeling ကတော်တော်ကြီးမိုက်ပါတယ်ကျွန်တော်ဒီညလေးကိုတော်တော်လေးကိုကြိုက်တယ်ဗျာကျွန်တော်တို့လည်းဒါတော်တော်လေးဟိုမှာအသစ်ဖြစ်တယ်ပေါင်းချင်းတစ်ခုလုံးဒီလိုကြီးပဲဘူးမှမရှိဘူးကျွန်တော်တို့ကြီးပဲရှိရဗျာဟာကျွန်တော်တငယ်ချင်းဒန်နီယယ်ရှာငှားတာဗျာဒီပဲတန်အနံ့တမကောင်းဗျာသိလားဒီပဲစော်နေနဲ့ရှောက်ရှောက်သွားနေလို့ကျွန်တော်ကြားတာဒီညတော့ကျွန်တော်နှစ်ခေါက်ကျွန်တော်တို့ ဟောငါတို့တွေးထွက်တယ်ဟာ ညဘက်တကောင်မိပါပြီ ထွက်တာဗော brother လည်းမိနေတာတူတယ် ခွန်တော်မှာပဲ ဟုတ်လေဟုတ်စားဖြစ်တယ် အေးလို့အေးလက်သေးကကိုယ်ပါ တတိ ငါအထီးအမဝိုင်းနေနော်အမဝိုင်းနေတော့ဒီနားလမ်းဆိုဒီနားလမ်းမလိုက်ဒီလားချ ခဏ ထွက်လာ တော့မတိငှက်အော်တူပါလို့နော် ဟိုပရိတ်ကြီးထဲတာသူပေါင်းမှုလေ ဩခင်ဗျာလေ ဟုတ်ပါခဏတော့ကားတော့မအောင်ဘူးလို့ အေး သိကြအောင် တော့အရက်ပဲကြံပြီးတော့အမီးကုံသွားတော့ကြောင့်ကျွန်တော်ဥမာဘာညာအမီးလိုက်ရှာတာအခုကည10 နာရီခွဲပါပါလေကျွန်တော်နောက်ထပ်3 ကောင်ရှာဖို့တန်နေထိုင်ချတာရ3 ကောင်ရမှကိုဆိုင်အိတ်မယ်တဲ့ ဟာတွေ့လား လိုက်ကျွန်တော်လိုက်ဟဲ့ပြီလူ ဟော ကနန်းနဲ့တွဲပေးမယ် ငါတော့တာတော့ ကနန်းတော့ရောတွဲလိုက်ရောဒီမှာအိတ်ဖွင့်နေတာဒီလေခလုတ်ထဲတာအဲ့ထဲပဲကနန်းခြေတွေကမသွားနဲ့လीဟိုကျွန်တော်တို့လောလောဆယ်ကကနန်းတစ်ကောင်ရပြီငရမ်းတစ်ကောင်ရပြီ ကောင်းနေပါ ခေါင်းတို့ ဘယ်စင်းတကောင်ရ ပစင်းတစ်ကောင်ပရိပစင်းအေးပစင်းရတယ်ပစင်းကိုခမရစားရလား စားချင်စားလို့ရမစားချင်လုပ်လိုက် ဟိုစားရလားခမရစားရလား စားတယ်လေ ဟုတ်လားကျွန်တော်မစားမကြားဘူးဗျ อ๋ออีเดือนလောက်ပြီတော့ရှောက်ပြလာခဲ့တာမစားချင်ပါဘူး အမလားအချီဟာ ကြီးနေရွယ်ရ နှစ်ကောင်ရ တက် ပါလဲဆော့ ဖာတော့ကိုပုံတက်လို့ ဒီဘဲပါလေလို့ ဘာဘာမသိ တော့ထမရပြန် အသေး 3 ကောင်မြောက်တစ်ကောင်ပဲကျန်တော့တယ်ဝေစုကအ သေး ဒီအထီးတွေရွယ်တို့ အဲ့ဒါကတော့ဒါပဲ ခုကကျွန်တော်တို့ခယူလိုက်တော့တော်တော်များများရတယ်ဗျာခဏကတော့လောလောဆယ်3 ကောင်နဲ့5 ကောင်ရတာမနေ့ကျတော့ကျွန်တော်တို့ဒီထဲမှာညှစ်လိုက်ချိုးပြီးတော့မြင့်နဲ့အဲ့လိုရတဲ့ငါးလေးပါလေးနဲ့ချက်စားမယ်ပေါ့လေလုံးဝဒါစိတ်ရှိရပြင်ဒီပေါင်း ဟိုအကောင်းနေရအောင်နေရ တမီတီ ဒါမှမဟုတ် လုံးဝစိတ်ပြင်းကြီးလည်းတွေ့ရအခုက17 နာရီထိုးတော့မှာကျွန်တော်ဟုတ်တယ်ကျွန်တော်လည်းလှုပ်ချင်တိုင်းရှောက်လို့လို့ဖြစ်နေကောင်းတော့မကောင်းဘူးဒါ9 ကောင်မြောက်တော့ heavy ဒါကပါအထီးလားမအထီးပဲအထီးတွေပဲလာတော့မယ်ဟင်းစားရပြီကျွန်တော်9 ကောင်တော့ရရပြီအောင်ကျွန်တော်တို့မိဖုတ်စားမယ်လောလောဆယ်တဲ့ဝါရီ တူလိုက်နဲ့ချုပ်လိုက်တာနေ ညချိုးလဲစားမှာမရှိဘူးအစီရထွက်လာတယ်ကဲတယောက်တစ်ခွက်စငှဲလိုက်တော့ရတယ်ဟာ ပိတ်အော်
ကျွန်တော်ဒီညတော့လက်စတက်ပြီးအိပ်ပါတော့မယ်ဘာဖြစ်လို့လဲဆိုတော့မနက်ဖြန်ကြာရင်လည်းကျွန်တော်တို့ဒီနေရာမှာတခြားလူတွေတိတ်မရောက်သေးတဲ့တခြားနေရာတွေကိုရှာပြီးသွားမှာမဟုတ်ဘူးကွာ အဲ့ကောင်နေပဲနေတော့အဲ့ရှင်နေတာမင်းသားတယောက်ကဖြစ်နေသူတော်လဲဆိုတာဒါမျိုးတွေ 17ခွဲသွားပြီပေါ့ဗျာဒီနေ့အတွက် အားလုံးလုံးမယ် ခုနိုင်ပါကျွန်တော်မနက်ဖြန်အတွက်ကိုကျွန်တော်အားမရအောင် အိုင်းနဲ့ အဲကြောင့်မလို့ နောက်မှညမြည် ဘန်ကောင်းလေ အဲကြောင့်မလို့ ဟောကောင်းတယ် ဒီနေ့အတွက်ကိုအားလုံးလှုပ်ဆက်ပါမယ်မနက်ဖြန်မှာပြန်ဆောင်ပါမယ်မင်းအကုန်လုံးမန်နေဂျာလုပ်တော့ခင်ဗျာ မော်နီပါကျွန်တော်ဒါညတော့မှအေးရရောဗျာမိုးလင်းတော့အခြေခံဒီလိုမျိုးခုက6နာရီခွဲနေပြီတော့နတ်စာအတွက်တစ်ချက်ပြင်ဆင်လိုက်မှာပေါ့ဗျာနတ်စာကိုကျွန်တော်တို့ဒီတော့တွေကချိုးလိုက်မြင့်ရှိတယ်အဲ့တော့မနေ့ညလိုက်ပြီးတော့ကောက်ထားခရုတွေရှိရဗျာအဲငဲ့ကြီးကျက်စီစဉ်ပြီးတော့ breakfast ချက်ပါမယ်ကြည့်မကောင်းတော့လက်ဆက်သမင်းအောင်ကြောက်ပါကျွန်တော်ထမင်းမကန်ဘူးပေါ့ဗျာလက်ဆက်ကျွန်တော်ဒီလိုချင်းနေပြောပါ ကျန်လာပြီခင်ဗျားတို့အကွက်တိုင်းမှာငပိနိုင်လိုက်နှစ်ချောင်းတော့နှစ်ချောင်း ဒီလိုမျိုး ငပိနိုင်ဒီလိုနိုင်ပါရဲ့ဗျာတော်တော်များများဆိုတဲ့ချိန်မှာဒီလိုကြီးနိုင်လို့လူကြီးလို့ပတ်တက်ကိုတင်ပြီဟုတ်ကဲ့ရပါပြီလို့အဲ့ရတော့လေပေါ့ကျွန်တော်ရဲ့ချက်ရှင်တယ်လို့ချက်တဲ့ဟင်းဖြစ်ပါတယ်မြစ်ကိုစီရယ်စားရယ်ချိုမှုတ်ရယ်ပြီးတော့ငရုတ်သီးထောင်းသားရယ်ကောက်ထည့်လိုက်တယ်ကျောင်းမှာလည်းအဲ့ဒါပဲရှိအဲ့လိုပဲချက်လို့ရပါတယ်တော့မိုးမရခင်မြန်မြန်ချက်မိုးရရင်တော့ထမင်းချက်လို့မရတော့ပါဘူးမိုးရဟင်းချက်လို့မရတော့ထမင်းကတော့ချက်ပြီးပါတယ်ချက်သားလေးမနေ့ကချက်လာ အိမ်တက်ပါခင်ဗျာ အင်ကျက်စစ်ပါငါဘောပါဒီကထဲချက်လိုက်ကောင်းမှာမသိ ဘုံဟောဘာဖြစ်ပြပြအကောင်ထက်ပါလားကြီး ဟိုပဲမသိတော့ရှမ်းပြပဲမသိအောင်ဘောပါဒီထဲချက်ချွေးလိုက်ဘုရားမောလာမသိကုံရောလိုက်မနော်ကြက်ခယူမဟုတ်ပါဘူးဘာ ကြက်မြင့် မြင့်ကျက်ဟင်းစပိုမူးလို့ရင်ကျွန်တော်တို့ခေါ်လို့ရပါတယ်ကျွန်တော်လက်ရည်နဲ့မြည်ကြည့်လိုက်ရှင်းနေ မြစ်ပါ မြပါဟိုရလာနေထားဟမ်အားပဲကြည့်ကိုကချက်လက်ရှိခန့်ရပြီကျွန်တော်တို့ဒီဟင်းကြံတော့ကျွန်တော်မနက်စာစားမှာနော်စားပြီးသွားရင်ကျွန်တော်ဒီတောထဲမှာရှိတဲ့အိုးဘက်တွေပေါ့ဗျာဟိုဒေသခံမပါလို့ရှိရင်ရောက်ဖို့ခက်တဲ့နေရာတွေကျွန်တော်ထပ်သွားမယ်အဲ့ဒါကတော့ဘယ်နေရာဖြစ်မလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးဒါပေမဲ့ကျွန်တော်ဒီကဒေသခံကျွန်တော်တို့ညီကိုတယောက်ကိုအကူအညီတောင်းတာပေါ့နော်ကျွန်တော်တို့လူရောက်နေတဲ့နေရာပို့ပေးပါဆိုတော့ဗျခဏနေကြရင်ကျွန်တော်ထမင်းစားမယ်
ပြောလို့ရှိရင်ကျွန်တော်တို့ရေတကုံဘက်ကိုတက်ပြီးရေချိုးရင်းနဲ့အဲ့အပေါ်မှာရှိတဲ့နေရာကြီးဆက်သွားကြည့်လို့ဗျာဒီတော့ကျွန်တော်ကိုယ်တိုင်တော့တော်တော်လေးကြိုက်တယ်မိုက်တယ်ကျွန်တော်ကိုယ်တိုင်တော့ဗျာဒီမလုပ်ဘူးတဲ့ activity တွေကိုလုပ်ရတဲ့ vlog ပေါ့တော်တော်လေးမိုက်ပါတယ်ဒီဘဲလေးကတော့အိမ်ပြန်လက်ဆောင်တဲနေရပါကြီးကြီးပဲဟိုလာခင်ဗျာကျွန်တော်ဝေဖန်ထားတာရှမ်းပြည်သွားခင်ဗျာကျွန်တော်ရွယ်လဲချက်ခိုင်းမနေနဲ့ဗျာချိုးပြောတာဒီကနူးတော့နည်းနည်းတော့တချို့ဟာလေးတွေကခါရတာမစားကောင်းဘူးပြော အသားမြင်ရမှာလားမြင်ရမှာ မြစ်ပဲမီးဟုတ်ဒါကတော့ချက်ပြီးသားအကောင်းကြီးညဤဖန်နော်မှန်မလား ဟုတ်ပါ ဟာပေါ့နေလားအရေးကြသွားနေနေငံပါ စားလေးပြင်တယ်အရင်နဲ့တောက်တဲ့မြစ်တော့ခေါင်းလား မြစ်ကဘာမှအရင်နဲ့မြစ်တော့ ဟမ် ဘယ်တော့တော့မြစ်နဲ့အရင်နဲ့ဘယ်တော့တော့ အောက်ကလာပုံနဲ့မြစ်တယ်ခဏတဘူးလုံးကုန် အော်မိုက်တယ်မဤဖန်နေလားဒါနည်းနည်းတော့ခါလေးဖြစ်တယ်ဗျာမြစ်ပဲနူးလို့လားဘာလားမသိဘူးနော်မသိဘူးဗျာစားတော့ရဒါတရုတ်ဘောက်ကအစိမ်းကောင်နေလည်းရှိဒါအညိုဖြစ်သွားမသိလို့ရှင်လို့ကျွန်တော်ဟိုတိုးနေရကတဲ့ကောင်တွေကြာအမှတ်တရတက်ငှားတဲ့လူတွေထည့်ပေးလိုက်ရင်ကောင်းမှာအဲမှာ2ကောင်3ကောင်အကုန်လုံးကကုန်ဘောက်ပါတိထည့်လိုက်တော့ပါလားအဟင်းစားရနေကျွန်တော်အခုနင်းစားဖို့လုပ်နေတဲ့အချိန်မှာမိုးကရွာလိုက်မိုးရွာမှအောင်စားရတော့ ဝင်ချပလိုက်တော့ ပုံစားပေါ့တဲ့ပုံစားပေါ့ဒီမှာလိုချင်နေပါ ငယ်တွေကစက်တာစားမယ် တယောက်ဝယ်တယောက်က အားကိုထားလိုက်လေ ဒီကနည်းနည်းကြာကောင်း ပြောရ တော့စားကောင်းပါရဲ့ တော့ချက်လေးတက်လိုက်ပြီးသွားပြီကောင်းပါဘူး တော့မြင်မြင်ကြီးအောင်အသားများစားမယ်နော် အဲ့ဘယ်နှမ်းမြင်ကြီးရလက်ရည်တပြင်းကြီးစားတာကိုပြောနော် ဟုတ်တယ်ရော လို့နိုင်ပိုက်တစ်ခွက်နိုးနှစ်ခွက်လို့ပြော တပည့်တိတ် နိုးနေ လူကင်းလေးပေါင်းပြီးပါဆိုလားဒါမျိုးချမ်းကောင်းတယ်နော်မင်းကလေးရောပါ ကြိုက်တယ်မိုးရလို့ကြိုက် မှောင်လာတော့ မရလေကြိုက်နေတယ် ဟုတ်နေရမှာသူကဘုကများသွားတော့ ခွက်လုံးပဲကျင်းတော့ဟုတ်ချီ ရတယ်မှာတကယ်ရတယ် ချီရ ညတော့6ပါဟုတ်တယ်ညတော့6မနက်6အားတော့ဘူဝဲပြန်ဘူးလေလူတော့အားလေးတယ်ဘူပါ ဘောကျွေးတာမပြောဘူးတဲ့သူကြတော့အချောက်နေ အေးနော်ခွက်8နာရီခွဲကြတော့ခုမှခြေကုန်သွားမှာနော် လို့ရတယ်ဟုတ် ကဘာမို့ အဲ့ဒါ မြောက်ပြီမို့ နင်းပွဲမို့ ဟုတ် မုံလို့လို့တခုနဲ့ပေါ့ ဒီလျှောက်ရှိတော့ကုန်မယ်စားနေ
ကျွန်တော်အမှု ရေတခွန်ကကျွန်တော်အရန်တော့မဝဲဘူးဗျမိနစ်20လောက်ထပ်လျှောက်လိုက်တော့ရေတခွန်ရောက်မှာပေါ့နော်လမ်းညွန်ဆိုင်ဘုတ်လေးလည်းတုတ်ပေးကြရေတခွန်တို့ဆိုဒါပေမဲ့အဲ့ဆိုင်ဘုတ်တွေကလည်းတစ်ထစ်ချောက်ယုံကြည်လို့မရဘူးတခါကျရင်အောက်ကျနေတောက်ပြီးတင်ပေးခဲ့လို့လမ်းလေးမှားတက်တယ်ဗျဟုတ်ကဲ့တခြားနေရာရောက်ကုန်လိမ့်မယ်ဟိုဘက်တိုင်တက်မှာလားဒီတကွန်တို့ ဒီမှာလည်းတက်တယ်ဆောင်းနိုင်ပါမှာ ကျွန်တော်ဒီဆိုင်းမုတ်လေးဟိုဘက်လေးလှည့်ပေးလိုက်ရတယ်ဒီခီးကတော့အိမ်ပိုင်တဲ့လူတွေပဲလာလို့ရတယ်ဗျာမလေးဘာလို့လဲဆိုတော့လုံးဝဆက်သွယ်မှု area ပြင်ပကိုညမရင်တော့မှ3နာရီလောက်ရောက်သွားအိမ်မပိုင်တော့လာလို့မရပါဘူးဖုန်းလိုင်းလုံးဝမမိပါဘူးဒီကွန်နာကြရင်တော့မိကောင်းမိနိုင်တယ်နော်အိုးမရေတုံအသေးတစ်ခုတော့ရောက်ပြီပြီးရင်နောက်ထပ်ရေတုံအကြီးတစ်ခုရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့သွားမှာဒီရေတုံမဲမဟုတ်ဘူးနောက်ထပ်တခြားသူတွေတိတ်မရောက်သေးတဲ့နေရာတွေကိုထပ်သွားမှာပါပဲဒီမှာတော့ဒါ main ရေတခွန်ဟိုမှာကြတော့ရေတခွန်အသေးတစ်ဆက်သေးပဲဗျာအိုးပေါ်ဒီအော်တော်မိုက်တယ်ကျွန်တော်ဒီဘက်နေပြီးတော့ဟိုဘက်ချောင်းဆက်တက်မယ်ပမအခောက်ကျွန်တော်ရောက်ခဲ့တော့မယ်ဒီရေတခွန်ကဒီမပြသေးဘူးပေါ့ဗျာအခုကကြီးတော်တော်လေးများတယ်တော့ဒီဘက်ကနေပြီးတော့ဒီတော့အကြီးဘက်ကိုဆက်တက်မယ်ဒီမှာတော့ဒီလိုလမ်းတွေကတော့ရှုံစည်းရလို့ဖြစ်နေအဲ့တော့ဒီနေရာကိုလာရင် grid ကောင်းတဲ့ဖက်နှက်တွေကပို့ပြီးတော့အဆင်ပြေတယ်နော်ဆိုကြရောက်လာပြီးမှဖက်နှက်ရွေးချယ်မှုမှားလို့အပေါ်ထိမတက်ရအောင်ဖြစ်မှာဆိုတော့နော်ဆက်တက်ပါမယ်ဝိုးဒါတော့ဘိုးရေတံဖြစ်ပါရဲ့လူတော်များများတော့ရောက်ဘူးပြီးသားပဲဗျာအိုးနိုင်ပါရဲ့တော်တော်လေးဒါပေမဲ့ဒီမှာရှိတဲ့ကြောက်တွေကဟွာတက်လို့ရှိရင်ကြောက်တွေကကျိုးတတ်တယ်ကြောက်တွေပေါ်တက်ရင်သတိထားရတယ်အတက်နေနဲ့ကြောက်တွေကပဲ့ကျသွားတာပဲဖြစ်တယ်ပေါ့နော်လိုကြီးဗျာရှင်နဲ့တူတူ၄ပါးပါတယ်ရမ်းမိုက်ပါဟိုးမှာမိုက်တယ်အောက်ဘက်ကိုကျွန်တော်အောက်ဘက်ကိုဆက်သွားကြည့်မယ်ရန်ကုန်နဲ့လည်းမဝေးဘူးဗျာ။ကုန်ကြစိတ်လည်းတက်တာရယ်။နောက်ပြီးတော့တကယ်ကိုကျွန်တော်တို့ဒီ nature vibe ကိုတကယ်ကို nature vibe ကိုအပြည့်ရတယ်မိုက်တယ်
လိုတောတွေဖြတ်ချောင်းတွေဖြတ်အဲ့လိုမျိုးလာပြီးတော့မှဒီတကုံကြီးကိုရောက်တာဆိုတော့တကယ်မိုက်တယ်ဗျာပုံရစိတ်တော်တော်သက်သာတယ်ကျွန်တော်တို့ local guy ရဲ့ဖုန်းနံပါတ်ဒီနာမည်ကိုဒီ blog မှာပြောထားပေးမယ်အဲ့တော့ထုံးစံတိုင်းရှောက်ကပ်ပါမိုက်ပါလေဒီလိုကျွန်တော်ပြောကြတာဒီလိုမျိုးပဲ့တာအာဒီကြ6ရှိလားဒီနဲ့ကြီးပဲမှာရှောက်ရတယ်။တော့ရေချိုးလိုက်ပါဦး။ဒီတော့နောက်တော့7မိနစ်လောက်ရေချိုးပြီးတော့တခြားနေအောင်ဆက်ပါမယ်။အဲ့နေရာကတော့လင်းလို့ဘူးလို့ပြောတယ်။ဒီနေရာလေးမှာတော့ဖုန်းလိုင်းကပေါ်လိုက်ပြော့လိုက်ဖြစ်နေ။ဒီနေရာရရင်တော့ဖုန်းကကြားတစ်ချက်မရတစ်ချက်ပြန်ဆက်လို့ရတယ်ဗျ။ Okay ရပြီဒီလိုဆက်ပါနည်းနည်းဆက်တယ်ကျွန်တော်တို့ဒီခီးစဉ်တွေသွားမယ်ဆိုရင်ကိုသေးလေးနဲ့ဆက်သွယ်လို့ရပါတယ်အရမ်းမိုက်ပါကိုသေးလေးဖုန်းနံပါတ်ဘယ်လောက်လဲ2530ဖြစ်သေးလေးပြော2530 495တက်ကိုသေးလေးနဲ့ဆက်သွယ်ပြီးသွားလို့ရမှာနော်253 490 5တက်ကိုသေးလေးပါသူ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီလိုခရီးစဉ်ကိုသွားလို့ရပါတယ်ကျွန်တော်တို့တော်တော်လေးအဆင်ပြေတယ် cost လည်းတတ်တာရယ်နောက်ပြီးတော့ဒီလိုအခြားသောကိစ္စရဲ့ဒီလည်းအများကြီးပဲပေါ့ဗျာလုံခြုံရေးကိစ္စဘာကိစ္စညာကိစ္စသွားတဲ့နေရာမသွားတဲ့နေရာစားတဲ့နေရာမစားတဲ့နေရာအားလုံးကိုစေတနာပပနဲ့လိုက်လုပ်ပြရအောင်နော်ဒါသူစေတနာပဲပေါ့ဗျာကျွန်တော်တို့ခြားလူတွေတိတ်မရောက်ဘူးတဲ့နေရာတခုကိုထပ်ပို့ပြီးကျွန်တော်ကြိုက်ပါတယ်ကိုသေးလေးကို recommend ပေးပါတယ်ဒီခီးစဉ်ကိုသွားမယ်ဆိုတော့ကျွန်တော်တို့ဒီလိုခီးစဉ်တွေလာမယ်ဆိုလို့ရှိရင်ဒီ local guide ကတော့လိုတယ်လို့ကျွန်တော်အနေနဲ့ recommend ပေးရပါတော့။ဘာလို့လဲဆိုတော့ဒီနေရာကမိုးများလို့ရှိရင်ဟိုတောင်ကျရေတစ်ခါလဲစီးရ။မိုးများရွာပြီးလို့နောက်တော့10မိနစ်15မိနစ်လောက်ဆိုတောင်ကျရေစီးရဗျာ။တောင်ကျရေစီးရခါကျရင်ပုံမှန်ဒီခီးသွားရေဧည့်သည်ပေါ့ဗျာလာတဲ့လမ်းကတော့ဒီတလမ်းပဲသူတို့ကတိတာမျိုးပေါ့local guide တွေကြတော့ဒီလမ်းမှာတောင်ကျရေးစီးရဆိုရင်တခြားလမ်းတွေကနေသွားတဲ့လမ်းတွေကိုလက်ညွှန်ပေးလို့ရနောက်တစ်ခါကျတော့ဒီရေအတိမ်အနက်တွေအဲ့တော့ဘယ်နားမှာအန်ရရှိရခဲ့ဟိုပါတော့ဒါသူတို့တိရပေါ့နော်အဲ့တော့သူတို့နဲ့လာလို့ရှိရင်ပတ်စံနဲ့အများကြီးပုံမကုန်ဘူးဗျာဟို local guide ကြီးက9000လောက်ပဲပေးရတယ်အဲ့တော့9000လောက်ကိုပေးပြီးဟိုအန်ရကင်းကင်းနဲ့သွားတာကိုအဆင်ပြေပေါ့နော်ဒီနေရာမှာဒီတောင်ကျရေကျပြီးတော့ခြေရမ်းတိုးပြီးဆိုရင်ဒါဘူးလဲပြီးတော့ထိခိုက်ကြရရတယ်နော်ပုံမှန်အပြင်ရေကချီမြက်စီလောက်စီတစ်လုံးလောက်ပဲရှိနေတယ်တောင်ကျရေကျလို့ရှိရင်တော့ဒီထက်ရေကပိုများမယ်
ဂျေစီလည်းပူတန်သွားပါတော့ဒီနေရာလေးကကျွန်တော်တို့မနေ့ည base scan လုပ်ခဲ့နေအောင်နော်ကျွန်တော်တို့သုံးခဲ့တဲ့ မိုက်တွေပါနော်တခြားပြန်ရှင်းခဲ့ပြပါတယ်ရှားလူလည်းလူလေးရှင်းခဲ့ပေးဖို့ပေါ့ဗျာအတန်ရက်ခံပါတယ်ဟုတ်ဆိုလူတွေတအားများလာလေဒီနေရာအရန်ပြီးရှုပ်ပွားလာတယ်ညစ်ပတ်လာတယ်ဖြစ်သွားမှာဆိုဒါကကျွန်တော်တို့လင်းတို့ဘူးလို့ခေါ်တဲ့နေရာကိုဖြတ်လန်းသွားနေရပါဗျာသူကပိုတော့နီးသွားတယ်ဒါပေမဲ့နည်းနည်းအတက်လေးပိုများရောရက်ပေါင်းကိုတန်လိုက်ကြရတယ်ဗျာ ကျန်ရှေးတကွန်ထက်ပို့ပြီးတော့ခတ်တယ်ဗျာရှေးတကွန်ထက်လည်းပို့ပင်ပန်းတယ်ပေါ့နော်တော့ဒီစားပြီးရေစီးတန်တော့မိုက်တယ်တော့မိုက်တယ်အောက်ကိုဝင်လာတော့အခုကျွန်တော်ဒီဖြတ်လန်းကတော့နည်းနည်း strength ကောင်းမှသွားတဲ့လမ်းပေါ့ချောတယ်ခြေစည်းတန်တယ်ကြီးကနည်းနည်းပုံနေတယ်ပုံမှာတော့ဒီလိုလမ်းချချောမယ်နော်ဟဲ့လေဟိုးခြေလည်းပြန်ဆင်းသွားသည်ဟိုပါချောတယ်လေဒီနာချောတယ်ချောတယ်နော်ခေါင်းတော့ကြိုက်တယ်ကြောက်ခွက်လေခေါင်းကြီးကြောက်ခွက်မရုပ်တော့လားဒီကြကျွန်တော်လည်း100လောက်လုပ်ပြီပြင်ပြင်တစ်ထောင်ပဲရှိတယ်ငါလည်းပြေးရတာဆိုကန်ကောင်းတယ်နှစ်သိရင်ပေါင်းတယ်ဟာကန်ကောင်းတယ်ဗျာဒါမှမဖြစ်ပါဘူးအေးစေးပါချောတာလဲတာမဟုတ်ချိုးတာချောတာပါကျွန်တော်ကိုကြီးလဲပါတယ်ကျွန်တော်ချောတဲ့ကိုကြီးတော်လေးမိုက်တယ်ဒီနေရာလေးကျွန်တော်တို့နောက်တစ်နိုင်ဘက်လောက်ထပ်လျှောက်ရင်တော့ရောက်ပြီဗျမှာပါတော့ကိုစီကွာအေးအဲ့ဒီဘက်ကိုပြေးလိုက်โอเคအေးတော်နစ်သွားတာဗျအိုင်းနဲ့ကျွန်တော်သေးရအောင်Thank you bro တရားရောက်တော့လုံနေပြီချော်လဲတာလည်းကောက်ပါမနေတော့အဲ့မှာစက်ကြောင်းတွေ့ခီးသွားတာခီးအဲ့တော့လည်းခါထညုံမတစ်ဖက်လားယူလားနေလားနေမလဲယောတမီလို့လားမောင်းနေလေကျန်တမီလည်းထုတ်လိုက်မောင်းကျွန်တော်လင်းတို့ကိုဝင်မယ်ဆိုတဲ့ခါကျတော့ကျွန်တော်အထုပ်တွေကိုဒီမှာပဲထားကြလိုက်ပြီဗျာတမီကြီးဆောင်းလာရယ်ဘာဖြစ်လို့လဲဆိုတော့ဒီကဝင်ပေါက်ကိုထွက်ပေါက်ကိုတခုတည်းရှိရဟိုဘက်ဒီဘက်ဒိုးတွေပေါက်မဖြစ်ဘူးပေါ့နော်တမီကဘာကြောင့်ဆောင်းလာလဲဆိုတော့
ဒီဘူကတခြားလူတွေအသွားလာမရှိဘူးဗျာကျွန်တော်တို့ guide ကလည်းကျွန်တော်တို့ request လုပ်လို့လိုက်ဖို့ပြီးအဲ့အထဲမှာအကောင်ပလောင်ကြီးရှိမှစိုးရမှာနော်အဲ့တော့ကျွန်တော်တို့သတိထားပြီးတော့သွားရပါတယ်နည်းနည်းတော့ risk ယူရတာပေါ့ဗျာလိုမျိုးဝေးတော့ဒီမှာတတိယနှစ်ခုလုံးထားရတယ်ဒီလိုကြောက်နေရင်နေတိုင်ရင်လဲဒီကြောက်နေရင်ဒီမှာပင့်ကြည့်လို့ပါရှိတယ်လေဘာသာမှမဖြစ်ဘူးဘာသာမှဖြစ်တာပေါ့ဒီရဝင်ကြည့်မှာကျုံးချေချောင်းလို့သေးလားရအောက်ဒီကောင်ဒါလင်းတို့ဘူးလို့ခေါ်ရပြလင်းတို့ကြီးလင်းတို့တွေကအများကြီးရှိတယ်အဲလူသွားတာလုံးဝမရှိတဲ့လောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကရှားအကောင်တွေလည်းတတိထားတယ်။ဘာလို့ဒါတောကြည့်တာဟုတ်ရဒီနေရာကလင်းတို့အများကြီးဟောလင်းတို့အများကြီးရှိတယ်။အောက်ကိုကြည့်အောက်ကြည့်ဘေးကိုကြည့်ဘေးကိုကြည့်ညာကိုကြည့်ကုံပါလို့လင်းတို့ကြီးတော့နိုင်နော်လင်းတို့တိုက်ဖြစ်တယ်ဟောပဲလင်းတို့ဘယ်လိုဟောတရားလာထိုင်နေတယ်လားဆရာတော်ကြီးရှိတယ်မှန်နေရတယ်နည်းနည်းထုတ်ဝင်မှုန်ခုံတွေ့တယ်ကြောက်ဆရာတော်တရားလာထိုင်ဒါတော့လင်းတို့ဘူးဒါဆိုပုံမှန်ခရီးတွေဆိုမရဘူးเนาะကြောက်ချက်ဟိုပိတ်နေเนาะခုနကလေဝင်ပေါက်တော့ရှိဟိုမှာဓမ္မနာမှာလေဝင်ပေါက်ဟိုမှာဖျားစင်လုပ်ပြီးပိုးခွဲရဖြစ်မယ်เนาะဟုတ်တယ်ဒီမှာဟောတရားထိုင်နေနေရဟုတ်ပါပြီရင်းလို့ပါအဲ့တော့လေးတော့လာလိုက်ရဟုတ်ပါအဲ့ပူမတည်းခေါင်းမော့လွတ်တယ်ကအကျဉ်းဖြစ်နေဘူရဲဝင်ခေါင်းမော့ဆိုတဲ့အကျဉ်းဖြစ်နေတာလူတရက်လွတ်တယ်ဒီကွာဒီမဲ့ထဲမှာတာပဲစပောင်းလားတုံးလေးစပောင်းဘူးပါလားဒီလောက်ပါဒါတော့ဒီလိုပြန်ထပ်ပါတော့မယ်ဒီလိုလေရဲကအပေါ်မှာအကောင်လေးရှိမှာပုံမှန်ပြတ်တယ်ဟုတ်ပါညခွက်ကြီးတော့ဝင်မတိုင်းနေလေချက်နေချင်းမွေရှိတယ်နော်ဒီလောက်ပါပဲဒီတော့ကျွန်တော်တို့တောင်ပေါ်ပြန်တက်ပါတော့မယ်ဒီ90လောက်ပဲရှိတယ်အစားဆုံးဟုတ်တယ်ဒီကူကအစားဆုံးပေ90လောက်တော့ရှည်တယ်နှက်တယ်ပေါ့ဗျာဟုတ်ဒါပါပဲကျတုံးရတော့မှာဒါဒီတိုင်းပြန်ဆက်ပါနော်ဒီလမ်းတွေကတော်တော်ပြီးဆိုင်ရတယ်ဗျတော်လေးဂျင်းကြီးတွေချောတယ်နော်ကျွန်တော်လည်းကြိုက်နေနေလမ်းလျှောက်တာကျွန်တော်လည်းတော့မဟုတ်ဘူးလမ်းနေပြီးတော့ကျွန်တော်တောင်းဖို့ပြန်ကြမှာဒီတော့တခြားလမ်းလည်းရှိတယ်ဒါနဲ့ကျွန်တော်မရောက်ဘူးတဲ့လမ်းတွေသွားကြည့်ပါဗျာကျွန်တော်ရဲ့ဒီလေးကိုအခုကြီးတောင်းပြီးတော့ဟိုသွားနေကြောက်တုံးရောက်ခိုက်ဒီနေရာကိုနှံ့ဆက်ဆက်လေးကျွန်တော်ရဲ့ပေါ်တာတွေကိုပြတယ်ဗျာမာလာဘူးလေးဒါကျွန်တော်အပြန်လမ်းမှာတွေ့ရပါဗျာပိုးပမာလည်းအများကြီးပဲ
ဒါပေမဲ့ဒါကရှင်းသွားပြီလို့ပြောအဲ့တော့ကျွန်တော်ထူတော့ဘူးတန်းတစ်ချက်ဘူးဟောဒီမှာတော့ဒီကောင်ဆိုရင်တော့နှုတ်နောက်တစ်ခါဒီထဲထပ်ဆင်းရတယ်ဒီလိုဒီမှာချိုးလို့ရတာနော်ချိုးလိုက်လေဘရို ဒါမြင်မြစ်ပါလို့ ဒါပါမြင့် မြင် မြင့်အော်မြင့်ဝါ တော့ပြုတ်လိုက်နေကြံကြုံလေးနဲ့ ကောင်းလား ကောင်း ကောင်းတယ်ဒီကောင်က ဒါကြောင့်အိမ်ပြန်လက်ဆောင်နော်ညနာလုံးချင်းတဲ့လူတွေဆဲတဲ့လက်ဆောင်နော် ဒီရတော့ဟိုရတယ် ကြည့်ပါဦးခြေဘူးကောင်လေးလှအဲကျွန်တော်တဖြည်းဖြည်းနဲ့ဖုံးကြောင်းအတန်ကြီးကြားနေရပြီကျောင်းမပြန်ဟုတ်တော့မယ်စပိန်စီးလိုက်တောင်းတက်လိုက်အလုပ်ကိုရှက်ဘူးရက်တောက်လိုက်ညနာလောက်ဖို့ ညနေကြီးလောက်တော့ပါဘူးလား ဖယ်သွားဖို့မှာလေကို အမှုပြီး အော်ရွာအသေးမှာရှေ့မှာဆိုရင်တော့ကျွန်တော်တို့မှန်ပြတောင်ထဲကိုပြန်ရောက်ပါပြီမနက်7 နာရီလောက်ကနေကျွန်တော်တို့ရေတုံးအကြီးကိုသွားတယ်ပြီးတော့ကျွန်တော်တို့လင်းတို့ကိုသွားတယ်အဲဒီမှာတစ်ဆင့်ဖြတ်လန်းနေပြန်လာပေါ့ဗျာခု7 နာရီ10 မိနစ်မှာတော့ကျွန်တော်တို့ဒီညပြန်ရောက်ပါပြီကျွန်တော်စပိန်ထားတာလေဒီဘုံကြောင်ထိတ်ထိပြန်တက်ကြတော့မယ်ကျွန်တော်တို့ရဲ့ရှန်ကုန်ကနေပြီးတော့ဒီတိုက်ကြီးမှန်ပြတောင်စပိန်နဲ့လာပြီးတော့ဒီမှန်ပြတောင်ရဲ့ဒီတောရဲမှာပေါ့ဗျာတညတာတန့်ထိုးပြီးတော့အဲ့ဒီခီးစဉ်ကဒီမှာပြီးဆုံးပါပြီပြောမယ်ဆိုလို့ရှိရင်တော့ဒီခီးစဉ်တွေကဗျာပတ်စံနည်းနည်းပဲသုံးပြီးတော့5000 6000လောက်ပဲသုံးပြီးတော့ကျွန်တော်တို့အတွက်အရန်မိုက်တဲ့ခီးတစ်ခုဖြစ်တယ်ပေါ့နော်အဲကျွန်တော်ခီးရအများကြီးသွားခဲ့ဘူးလေအဲထဲမှာမှဒီသွားတဲ့ခီးစဉ်တွေ့ကြုံတွေကကျွန်တော်တို့ဆိုရင်တော်တော်ကြိုက်တဲ့ခီးစဉ်တွေတော့ပါတယ်ပေါ့ဗျာဒီ vlog လေးကိုကြည့်ပြီးတော့ဒီခီးစဉ်တွေသွားခြင်းတယ်ဆိုရင်စီစဉ်ပေးနိုင်တဲ့အဲ local guide ညီလေးရဲ့ဖုန်းနံပါတ်တွေပါဆိုရင်ကျွန်တော် vlog တွေမှာတွေ့ရပါတယ်ကျွန်တော်တို့ရဲ့ခီးစဉ်ဒီမှာပြီးဆုံးပါပြီကျွန်တော်နောက် vlog တွေမှာပြန်ဆုံးပါမယ်ကျွန်တော်ကတော့ကိုစီဖြစ်ပါတယ်ဗျာတော်ပင်မနေပါပြီဟယ်လိုဆိုင်ငယ်ကြီးတို့ဒီဘက်မှာဆိုင်ငယ်အထာနာရှိရနော်ဒီဘက်မှာ